အားလုံးပဲမင်္ဂလာပါဆိုတဲ့ကား channel နဲ့ကြိုဆိုလိုက်ပါရဒီနေ့ episode လေးကတော့တကားလန်ကိုမိုင်140ကျော်အထိမောင်းလို့ရမယ့်ကားတစ်စီးအကြောင်းလီတာနဲ့ပြောမယ်ဆိုရင်100ကီလိုမီတာကို2လီတာပဲကုန်မဲ့ကားတစ်စီးအကြောင်းပြောပြပေးမှာပါတော်တော်လေးစိတ်ဝင်စားသွားကြပြီလား Honda Civic တွေတောင်မှပဲတကားလန်ကိုမိုင်90ကျော်လောက်ထိပဲမောင်းလို့ရမယ်100ကီလိုမီတာကို4လီတာလောက်ထိသုံးနေရတဲ့အချိန်မှာဒီကားက100ကီလိုမီတာ2လီတာပဲသုံးရတဲ့အတွက်တော်တော်လေးစီစားသက်သာရလို့ပြောလို့ရတယ်ဒီကားက PHEV setup နဲ့ထွက်ထားတာပါကျွန်တော်အနေနဲ့ PHEV တွေကိုသဘောကျတယ်ဘာဖြစ်လို့လဲဆိုတော့ PHEV တွေမှာကကျွန်တော်တို့ EV မှာတွေ့ရတဲ့ charging point ရှိပါမလားငါ range ကရောက်ပါမလားဆိုတဲ့ဟာမျိုးတွေစိတ်ပူစရာမရှိဘူး charging point တွင် charging ကောက်သွင်းသွားမယ်စီဆိုင်တွေ့ရင်စီဆိုင်မှာထည့်သွားမယ်စီဆိုင်တွေကတော့နေရာအနှံ့ပြားမှာရှိတယ် charging point ကပဲစဉ်းစားစရာရှိတာပါနောက်တစ်ခုက internet combustion engine only car တွေလို့ပဲလဲ C4 တွေအများကြီးမကုန်တော့ဘူးအဲ့တော့ economy လည်းဖြစ်တယ်စိတ်ပူစရာလည်းမရှိတဲ့အတွက်ကျွန်တော်အနေနဲ့ PHEV တွေကိုသဘောကျတယ်ကျွန်တော်တို့နိုင်ငံကို PHEV တွေဝင်လာရင်တော့ PHEV ပြောင်းစီးမယ်လို့တော့စဉ်းစားထားတယ်အဲ့တော့ဒီ PHEV လေးကရုပ်ထပ်ပိုင်းလေးလည်းမဆိုးဘူး interior ပိုင်းလေးလည်းမဆိုးဘူးပေါ့နော်ဒီနေ့ episode ကမိတ်ဆွေတို့နဲ့အတူတူ Geely ရဲ့ Classy A7 လေးကိုလေ့လာလို့ပါအဲ့တော့ကျွန်တော်တို့ချက်လောက်လေ့လာကြည့်အောင်ပါမိတ်ဆွေတို့အနေနဲ့ကားတွေကိုသဘောကျတယ်နိုင်ငံတကာကားလောကသတင်းအကြောင်းအရာတွေကိုစိတ်ဝင်စားရဲဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ကြပါကျွန်တော်ရဲ့ channel လေးကနိုင်ငံတကာကားလောကသတင်းအကြောင်းအရာတွေနဲ့ကားတွေရဲ့အကြောင်းအရာတွေကိုဖော်ပြပေးနေတဲ့ channel လေးလည်းဖြစ်ပါတယ် Geely ရဲ့ Classy A7 ပေါ့နော်သူ့ရဲ့ရုပ်ထွက်ကအရန်ကြီးထူးထူးခြားခြားကြီးတော့မဟုတ်ဘူးပေါ့နော်သူ့ရဲ့ပုံစံကကျွန်တော်တို့ Luzis ရဲ့ပုံစံမျိုးလည်းမြင်ရတယ်နောက် BYD Handover နဲ့လည်းနည်းနည်းလေးဆင်တယ်ပေါ့နော်နောက် Toyota ရဲ့ Camry ရဲ့ပုံစံမျိုးလည်းဆင်တယ်ပေါ့နော်ဒါပေမဲ့ဒီ Siran ရဲ့ရုပ်ထွက်ပိုင်းတွေအဒီတိုင်းပဲဆိုတဲ့အတွက်မိညံထားတဲ့ပုံစံမျိုးတော့မပေါက်ဘူးပေါ့နော်ဒါကတော့အတူတူပဲပေါ့တိတ်ပြီးတော့အများကြီးအတူတူရတော့ပြောစရာမရှိဘူးရှေ့ဘက်မှာကျွန်တော်တို့ဒီမှာဆိုရင် data running light ကအပြည့်ပဲပြည့်ပေးထားတယ်သူရဲ့ data running light ပုံစံမျိုးလေးကတော့မဆိုးပေါ့နော်ဒီနားလေးမှာကျွန်တော်တို့အစင်းစင်းလေးတွေမြင်ရတယ်ပေါ့နော်အဲ့တော့သူရဲ့ design လေးကနည်းနည်းလေးတော့ထူကြတယ်ဒီမှာကတော့ LED headlamp ကြီးတွေကတော်တော်ကြီး premium look ရအောင်လုပ်ပေးထားတယ်ပေါ့နော်ဒီအောက်ဘက်ကတော့ data running light လားနောက်ဖန်သားလားဆိုတော့တေချာမသိဘူးပေါ့နော်ဒီမှာဆိုကျွန်တော်တို့360 cam တခုတွေ့ရတယ်ရှေ့ဘက်မှာတော့ gray ဘာညာတက်တက်ကြီးမရှိဘူးဒီပေါ်ပိုင်းဟာလေးပဲပေါ့နော်ဒါကိုလည်း gray လို့လည်းပြောလို့မရဘူးပေါ့နော်အဲ့တော့ဒီအောက်ဘက်မှာတော့ခုနကနောက်ပုံတစ်ပုံမှာကျွန်တော်တို့ edit shutter ပုံစံမျိုးတွေ gray တွေတွေ့ရတယ်ဒီမှာဆို parking sonar တွေပါတယ်ဒါတွေကတော့အပြည့်ပဲပေါ့နော်သူရဲ့ရုပ်ထွက်ကတော်တော်လေးရိုးရိုးရှင်းရှင်းပုံစံလုပ်ပေးထားတယ်ဒီပုံမှာတော့ body line လေးကိုအရင်ကြီးဖောင်းကြွပုံစံမျိုးမဟုတ်ဘဲနဲ့ပြည့်ပြည့်လေးလုပ်ပေးထားတယ်ပေါ့နော်ဒီသူ့ရဲ့ trim line ကဒီ drag coefficient လေးဆွဲအားတွေကျအောင်အရင်ကြီးမပြားအောင်ပေါ့နော်မြန်လေးဒီလေခွင်းအားကောင်းအောင်လုပ်ပေးထားတဲ့ပုံစံမျိုးတော့ပေါက်တယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီ fog lamp ပုံစံဝင်ထားတဲ့ဟာလေးတွေကလည်းသူ့ရဲ့ design လေးကလှရပါတော့ရှေ့ပြီးလေဝင်ပေါက်ပုံစံမျိုးရဲ့နောက် fog lamp ပေါ့နော် fog lamp ဝင်သွားတဲ့ပုံစံမျိုးလေးတွေကမိုက်တယ်နောက်သူ့မှာက black accents ဒီ black trim တွေပေါ့နော် black trim တွေကိုမြင်ရတယ် chrome trim တော့မမြင်ရဘူးအဲ့တော့သူ့ရဲ့ဒီအောက်ဖက်ပုံစံလေးတွေကလည်းအရန်ကြီးရုပ်ဆိုးနေတဲ့ပုံတော့မပေါ့နော်လှအရင်လည်းလှမလာဘူးအရင်လည်းရုပ်ဆိုးမနေဘူးရိုးရိုးရှင်းရှင်းပုံစံမျိုးပေါက်တဲ့ဒီမှာလည်းကျွန်တော်တို့ body line တွေကတော့မြင်ရတဲ့အတိုင်းပဲအရင်ကြီးကြွနေရမျိုးမရှိဘူးပေါ့နော်ကားတော့1 tone color ပဲမြင်ရတယ်ဗတ်မှန်တွေကလည်းကျွန်တော်တို့အောက်မှာတော့အနက်ရောင်နဲ့အပေါ်မှာတော့ body color ပုံစံမျိုးတွေမြင်ရတယ်ဒီပုံမှာတော့ကျွန်တော်တို့ Geely ရဲ့ logo ကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဘေးကနေမြင်ရတဲ့ပုံစံပေါ့ဒါကအရှိဘက်ကနေတစောင်းပုံစံမြင်ရတဲ့ပုံစံပေါ့နော်ဒီပုံမှာကကျွန်တော်တို့ဘာကိုသတိထားမိမလဲဆိုရင်ဒီမှာရှေ့မှာ edit shutter ပုံစံမျိုး gray တွေပေါ့နော်အဲ့ဒါတွေတွေ့ရတယ်ဒီကားကဒီကနေကြည့်ရင်လုံးဝ gray လုံးဝမပါတဲ့ပုံစံမျိုးဖြစ်နေရပေါ့နော်အဲ့တော့ဒီကားကဒီနေရာတွေက edit shutter တွေဖြစ်ဖို့များတယ်ဒီမှာခုနကကျွန်တော်ပြောတဲ့ chrome trim မပါဘူးလို့ထင်တာပေါ့နော်ဒီမှာဆို chrome trim ကိုတွေ့ရတယ်အဲ့တော့ဒီပတ်လည်းအနက်အောင်အဆန်နေရလဲလှတယ်ပေါ့နော်ဘိန်းတွေကတော့20လက်မှ19-20လောက်တော့ရှိမယ်ဗျဘေးဘက် streamline ကြီးကတော်တော်လေးပြစ်ကိုလုပ်ပေးထားတယ်ဗောနော်ဒီမှာဆိုရင်ကျွန်တော်တို့ရှေ့ဘက်မီလုံးနောက်ကနေထွက်လာတဲ့ body line ကနောက်ဘက်ဒီ day lamp ထိရောက်တယ်ဗောနော်ဒီမှာလည်းကျွန်တော်တို့လေခွင်းအားကောင်းဖို့ body line တွေကတော့တော်တော်လေးကိုပြစ်လေးတွေထည့်ပေးထားတယ်ဗောနော်ဒီမှာဆိုကျွန်တော်တို့ဒီနောက်မှာ body line တွေတွေ့ရတယ်ဗောနော်အဲ့တော့ဘေးဘက်ကကြည့်ရတဲ့ streamline ကြီးကလည်းတော်တော်ကြီးကိုလှတယ်ဗောနော်အဲ့တော့ဘေးဘက်တက်ကြည့်ရတဲ့ပုံ
ဒါဆိုဘေးဘက်ကတက်တက်ရမြင်ရတဲ့ပုံပေါ့နော်ဒီမှာတော့ကျွန်တော်တို့360 cam ကိုဒီနားမှာမြင်ရတယ်ပေါ့နော်360 camera ကိုဒီနားတက်ထားပေးတယ် break clip တွေကလည်းတော်တော်လေးကြီးကြီးပဲเนาะဒါပေမဲ့ငွေရောင်ပုံစံမျိုးပဲထည့်ပေးထားတယ်အရင်ကြီး color တွေပါထည့်မထားဘူးเนาะကားရဲ့မှန်ပတ်လေးကတော့ chrome trim တွေတုံးပေးထားတယ်ဒီမှာတော့ pillar တွေကတော့အနက်ရောင် B pillar အနက်ရောင် C pillar အနက်ရောင်နဲ့ကျန်တာကတော့ chrome trim ပတ်ပေးထားတယ်တကားလက်ကင်တွေကတော့ flash door handle မဟုတ်ဘဲနဲ့ပုံမှန်မြင်တွေ့နေကြတမယိုးကြတကားလက်ကင်တွေပဲတွေ့ရတယ်ဗောနော်ဒီမှာဆို keyless entry လဲခလုတ်လေးတွေ့ရတယ်ကျန်တာဘာညာတော့ထူးထူးခြားခြားမရှိဘူးဗောနော်အဲ့တော့နောက်ဖက်ကမြင်ရတဲ့ပုံစံပေါ့နော်ဒီကအရင်ရိုးရှင်းတော့ဘာမှဒီအပြင်ဘက်ဒီဇိုင်းကရိုးရိုးရှင်းရှင်းပဲဆိုတော့ပြောစရာအများကြီးမရှိဘူးလှတာတော့ရိုးရိုးရှင်းရှင်းလေးနဲ့လှရလို့ခံစားရတယ်နောက်ဘက်မှာလည်းဒီ tail lamp တွေက LED tail lamp တွေပဲအပြည့်ကြီးသုံးပေးထားတယ်ဒီမှာဆို KD ရဲ့စာရန်တွေ့ရတယ်ပေါ့နော်ဒီမှာဆို Classic A7 ဆိုတာပါမယ်ကျန်တာကအောက်ဖက်မှာကဒီပုံကနည်းနည်းလေးဝါနေတယ်ပေါ့နော်ဒီအယောင်တွေပါညာမကောင်းတဲ့အတွက်အဆင်မပြေဘူးသူ့ရဲ့ဒီမှာ body line ဆိုလဲဒီနားလေးတလူလေး white ပေးထားရလေတော့ရိုးရှင်းရှင်းနဲ့လှရဲလို့ခံစားရတယ်ဒီကောင်လည်း back camera ဒါမှမဟုတ်ရင်ဒီ antenna ပဲဖြစ်ဖို့များတယ်ဗောနော်ငမန်းတောင် antenna ပဲထည့်ပေးထားတာဖြစ်ဖို့များတယ်အောက်ဘက်မှာတော့ exotic ပါညာ diffuser ပုံစံပါညာတော့မတွေ့ရဘူးဗောနော်အဲ့တော့အတွင်းမှာက CRI ကအောက်ဖက်ကလုံးဝအပြားအပေါ်မှာတော့ဘဲဥပုံစံမျိုးပေါ့နော်အဲ့လို white ပြီးသွားထားတယ်ဒီကတော့ two spoke ပဲရှိတယ်ဗောနော်အလယ်မှာဆိုရင်တော့ Geely ရဲ့ logo ကြီးတွေ့ရတယ်ဒီမှာကလည်းဒီ control button တွေကလည်း full ပဲထည့်ပေးထားတယ်ဗောနော်နောက်အလယ်မှာက infotainment screen ကြီးကတော့15လက်မတောင်မကလာဘူးဗျာတော်တော်လေးကြီးတယ်နောက်ဒီမှာမြင်ရရင်ကျွန်တော်တို့ dual aircon တော့မဟုတ်ဘူး dual climate zone မပါဘူးဒါလေးကတော့ဒီကားမှာ premium season နဲ့ dual climate zone လာထည့်ပေးထားရင်တော့တော်တော်လေးမိုက်မယ်ပေါ့နော်အကုန်လုံးကဒီ screen တွေကပဲ full control သွားမဲ့ပုံရှိတယ်ပေါ့နော်ဒါပေမဲ့ဒီမှာလည်း cloud လေးရှိရဆိုတော့နောက်တစ်ပုံမှာတော့ကျွန်တော်တို့တွေ့ရမယ်ဒီမှာက wireless charging နဲ့ storage space တစ်ခုတွေ့ရမယ်နောက် ambient lighting ကလည်းပါတယ်ပေါ့နော်နောက်ဒီပုံမှာကလည်း leather soft touch တွေကိုထည့်ပေးထားတယ်ရှေ့မှာတော့ instrumental cluster ကလည်း digital instrumental cluster ထည့်ပေးထားတယ်အဲ့ဒါပြင်ရှေ့မှာ HUD အတွက်နေရာကြီးလည်းတွေ့ရတယ်ပေါ့နော်ဘေးဘက် door handle တွေကလည်းလုံးဝ leather ကြိုးကျုပ်တွေကိုလည်းသုံးပေးထားတယ်ဒီမှာဆိုရင်ကျွန်တော်တို့ wood trim ပုံစံမျိုးတွေထည့်ပေးထားတယ်ဒါလည်းတို့ဒီမှန်ချိန်နဲ့မှတ်တယ်မှန်ချနေရတယ်တွေ့ရတယ်ဒီမှာ storage space တစ်ခုတွေ့ရတယ် speaker ကြီးကလည်းတော်တော်ကြီးကြီးတယ်ပေါ့နော်ဒီမှာတစ်လုံးတွေ့ရတယ်ဒီမှာတော့ speaker မတွေ့ရဘူး speaker တွေတော့အရင်ကြီးမများပေမဲ့ premium audio system တော့သုံးပေးထားမယ့်နေရာရှိတယ်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့ speaker ဒီနားရောက်သွားတယ်ပေါ့နော်ကျွန်တော်များသောအားဖြင့်ကျွန်တော်တို့မြင်တွေ့နေရတာကဒီနားမှာ speaker ရှိမယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့ speaker ကဒီမှာတစ်လုံးဒီမှာတစ်လုံးထည့်ပေးထားတယ်ဆိုတော့ speaker ကြီးတွေလည်းတော်တော်ကြီးတယ်ဗျဆက်ဟုပါကြီးတွေလည်းတော်တော်ကြီးမဲ့သဘောမှရှိတယ်ဒီမှာဆိုကျွန်တော်တို့ chrome trim တွေ့ရတယ်ပေါ့နော်သူရဲ့ဒီ aircon bump out လေးတွေကလည်း design လေးကတော့မဆိုးပေါ့နော်အဲ့တော့ဒီထိုင်ကုန်တွေကလည်း perforated leather တွေဖြစ်တဲ့အတွက်အပူအေးရမလားတော့မသိဘူးဒီမှာ gap holder အတွက်နေရာရှိမယ်ဒီမှာဆိုကျွန်တော်တို့charging port တွေရယ်နောက် storage space တစ်ခုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီကောင်ကလည်းဒီနောက်ကိုလွှဲလှက်တဲ့ဟာလှန်ပြီးလှက်တဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ leather တွေကလည်းဒီတရုတ်ကားတွေမှာတွေ့ရတဲ့ leather တွေပဲပေါ့နော် premium ဆန်ဆန်တော့လုပ်ပေးထားတယ်ပေါ့နော် Classic series က Geely ရဲ့ဒီ premium series ထဲမှာပါတဲ့အတွက်တော်တော်လေးတော့ premium look ရအောင်လုပ်ပေးထားတယ်ပေါ့နော်အဲဆို aircon အတွက်ကိုကျွန်တော်တို့ဒီလေဝင်လေထွက်ဟာရယ်နောက် fan speed နောက်ဒီရှိရမှန်ရယ် window ဟာရယ်ဒါတော့ fan speed ဖြစ်ပြီးတော့ fan speed ဖြစ်ဖို့များတယ်ပေါ့နော်နောက်ဒီဘက်ကကြတော့ရင်ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ temperature control ရှိမယ်အလဲကတော့တခြား control knob ကြီးတစ်ခုတွေ့ရတယ်ပေါ့နော်ကျန်တဲ့ဟာတော့ကျွန်တော်တရုတ်စာမှာဖတ်တတ်လို့ဒီမှာဆိုကျွန်တော်တို့ chrome trim ကလည်းတော်တော်သုံးပေးထားတယ်ပေါ့နော် chrome trim တွေသုံးပေးထားတယ်အခုပြောသွားတဲ့ Geely Air Classic A7 ကရုပ်ထွက်ပိုင်းလေးလည်းမဆိုးဘူးပေါ့နော် simple ဖြစ်ပြီးတော့ရိုးရှင်းကြိုက်တဲ့လူတွေအတွက်တော့မဆိုးဘူးနောက်တစ်ခုကအတွင်းကလေးလည်း premium look ရတယ်dual aircon မဖြစ်တာလွယ်ရင်ပေါ့နော်ဒီကောင် round aircon တော့ဖြစ်တယ်ဗျကျွန်တော်ပုတ်တပုံကြံသွားတယ်အဲ့တော့ဒီကားက engine ကဆိုရင်တော့ 1.5 liter PHEV setup နဲ့ထွက်လာတာ not top PHEV setup ပေါ့နော်ဒါ
ဒါ Geely ရဲ့ setup ပဲပေါ့နော်အရင်ထွက်ထားတဲ့ Geely ရဲ့ Galaxy Starship 7နဲ့ Starship 8မှာလည်းတုံးထားတယ် Starship 8တုံးอ่ะဆိုရင်အဲ့ရွယ်စာအကြီးနဲ့ပေါ့နော်သူကမိုင်900ကျော်ထိသွားလို့ရတယ်ကီလိုမီတာဆိုရင်တော့1300လောက်ထိသွားနိုင်တယ်ပေါ့နော်နောက် EV only range ကမိုင်80ကျော်ထိရခဲ့တယ်ပေါ့နော်ဒီကောင်ကပို့ပြီးrange ပို့ပြီးများတဲ့အတွက် EV only mode ကလည်း range ပို့ပြီးများနိုင်တယ်တော်တော်လေးအဆင်ပြေတယ်ပေါ့နော်မိုင်80ကျော်ဆိုရင်ကိုတော်တော်လေးအဆင်ပြေတယ်ကျွန်တော်တို့ဒီနေ့ဒီမြို့ထဲထားသွားထားလာကတော့တော်တော်လေးမိုက်တယ်ပေါ့နော်အားပြေသွင်းထားလိုက်ရင်တော်တော်လေးအဆင်ပြေတယ်ဒါပေမဲ့ဒီကောင်ရဲ့ဒီ specification အပြည့်စုံတော့ Geely ကမပြောသေးဘူးပေါ့နော်အခုလောလောဆယ်တရားတလောက်ကတော့ဒီကောင်ရဲ့ horsepower တော့115 HP ပဲပေါ့အဲ့တော့ performance ကြိုက်တဲ့လူ performance ကောင်းမှဆိုတဲ့လူအတွက်တော့ဒီကားကအဆင်မပြေတော့ဘူးeconomy ဖြစ်ချင်တဲ့လူတွေအတွက်တော့ဒီကားကအဆင်ပြေလိမ့်မယ်အဲ့တော့ကျွန်တော်အနေနဲ့တော့ဒီ PHEV ကိုသဘောကျတယ်ပေါ့နော်ဒီကားက Geely ရဲ့ EMI platform မှာပဲစောက်ထားတာ Geely အနေနဲ့ဒီကားတွေကိုတရုတ်ဈေးကွက်မှာဒီနှစ်ကုန်ပိုင်းလောက်မှာစပြီးရောင်းမယ်ပေါ့နော်ဈေးနှုန်းကတော့ဒေါ်လာ13900ဝန်းကျင်လောက်နဲ့ရောင်းမယ်အဲ့တော့မြန်မာငွေနဲ့တွက်မယ်ဆိုရင်3600 3900လောက်ကျဝန်းကျင်လောက်ပဲရှိမှာပေါ့နော်3900ဝန်းကျင်ပဲဆိုတဲ့အတွက်မစိုးဘူးပေါ့နော်ကျွန်တော်တို့ကြီးရောက်လာရင်ရောက်လာခဲ့သည်ရှိတော့PHEV တွေပေးသွင်းခဲ့သည်ရှိတော့မစိုးဘူးပေါ့နော်ဈေးက2000ဝန်းကျင်လောက်တော့ဖြစ်သွားနိုင်တယ်1400အနေ2000ကြားလောက်တော့ရောက်သွားနိုင်တဲ့အခြေအနေမှာရှိတယ်အဲ့တော့မိတ်ဆွေတို့ဘယ်ကားတွေကြိုက်လဲ EV ကြိုက်တာလားနောက် internal combustion engine only တွေကြိုက်တာလား PHEV ကြိုက်တာလား self charging hybrid တွေကြိုက်တာလားနောက် hydrogen power ကိုကြိုက်တာလားအဲ့တော့မိတ်ဆွေတို့ရဲ့အကြိုက်လေးကိုလည်းကျွန်တော်ရဲ့ comment box မှာရေးပေးသွားကြပါအောင်အဲ့တော့ကျွန်တော်ရဲ့ video episode လေးကတော့ဒီမှာပဲပြီးသွားပါပြီအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက်videoမှာပြန်တွေ့မယ်နော်